ဒါက James Newton ရဲ့နောက်ွယ်ကတကယ်ဖြစ်ခဲ့ပါပဲ1999ခုနှစ် Texas ပြည်နယ်ကငြိမ်သက်တဲ့မြို့ကြီးတစ်မြို့မှာ James Newton လို့ခေါ်တဲ့အသက်17နှစ်အရွယ်ကောင်လေးတစ်ယောက်ရှိခဲ့တယ်။သူကရက်ွက်ထဲကမဆောက်တဲ့ကုန်းစင်းတစ်ခုမှာစပိန်စီရင်ပြင်းပြင်းထန်ထန်မတော်တဆထိပြီးခေါင်းဆောင်မိသွားလို့တတိမီးမြောသွားခဲ့တယ်။သူ့ဦးနှောက်ထိခိုက်မှုကတော်တော်လေးပြင်းထန်တယ်လို့ဆရာဝန်တွေကပြောခဲ့ပါတယ်။သုံးပတ်ကြာအောင်သူလုံးဝမလှုပ်ရှားနိုင်ခဲ့ဘူး။ဒါပေမဲ့တမနက်မှာတော့သူနိုးလာခဲ့ပါတယ်။အစားပိုင်းမှာတော့အားလုံးကပုံမှန်ပါပဲ။ James ကစကားကိုဖြည်းဖြည်းချင်းပြောပြီးရေးတောင်းခဲ့တယ်။သူမိဘတွေကိုလည်းသူမှတ်မိတယ်။ဒါပေမဲ့ရပ်ပတ်ရက်တွင်းမှာပဲထူးဆန်းတာတကူဖြစ်လာခဲ့တယ်။ James ကထူးဆန်းတဲ့မိကွန်းလေးစမေးလာတယ်။ကျောင်းအကြောင်းဒါမှမဟုတ်သူငယ်ချင်းတွေအကြောင်းမဟုတ်ပဲလက်စစ်အကြောင်းကပတ်ဆွဲအားအကြောင်းနဲ့ဂျိုတုလိုပတ်လန်းထဲမှာဘယ်လိုရှိနေတယ်လဲဆိုတဲ့အကြောင်းတွေပေါ့။သူမိဘတွေကတော့သူသိပ္ပံစာအုပ်တွေအများကြီးဖတ်လို့ထင်နေကြတာပါ။မကြခင်မှာပဲသူကအမိုက်ထဲကပစ္စည်းဟောင်းတွေနဲ့စက်ပစ္စည်းအသီးလေးတွေအယုတ်အပြက်တွေထဲကမော်တာတွေကိုသုံးပြီးတစ်ခုခုဆက်လုပ်လာခဲ့တယ်။ပလန်ဆက်ကစ်တွေကိုဘယ်သူမှမတင်ပေးပဲသူကနားလည်နေခဲ့တာပါ။ကျောင်းမှာလည်းအသက်ကြီးတဲ့ကျောင်းသားတွေတောင်မဖြေနိုင်တဲ့ခက်ခဲတဲ့ပု္ပ္ပစာတွေကိုသူတွတ်နိုင်နေတာကိုဆရာတွေသတိထားမိလာတယ်။ဆရာဝန်တွေကသူ့ဦးနောက်ကိုပြန်ပြီးစစ်ဆေးကြည့်ခဲ့ကြတယ်။သူတို့ထူးဆန်းတာတကူတွေ့ခဲ့ရတယ်။ထိခိုက်တန်ရာကရိုးရိုးတန်းတန်းပြောက်ကင်းသွားတာမဟုတ်ဘူး။အဲ့ဒီတန်ရာကသူ့ဦးနောက်ရဲ့အလုံးလုံးပုံကိုပြောင်းလဲပစ်လိုက်တာပါ။တနေ့အတွင်းမှာပဲကလေးတယောက်နားမလည်နိုင်တဲ့စက်ကရိယာတွေကို James ကတီးထွင်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲမြို့ပြင်ကလူတွေကပါစိတ်ဝင်စားလာကြတယ်။အစိုးရအရာရှိတွေကတိတ်တဆိတ်ရောက်လာခဲ့ကြတယ်။သူတို့က James ရဲ့မိဘတွေနဲ့တကားပိတ်ပြီးစကားပြောခဲ့ကြတယ်။တပတ်အကြာမှာတော့အိမ်ရှိကိုကားအမဲတစီရောက်လာခဲ့တယ်။အဲ့ဒီညမှာပဲ James ကသူတို့နဲ့အတူလိုက်သွားခဲ့ပါတယ်။သူပဲကိုသွားတယ်ဆိုတာမိသားစုကဘယ်တော့မှထုတ်မပြောခဲ့ဘူး။ကျောင်းမတ်တန်တွေရတော့ James Newton ဟာဘယ်တော့မှပြန်မလာတော့ပါဘူး။